ချင်းမိုင်မှာ investment လုပ်ဖို့အသင့်တော်ဆုံး Colo project ဆိုရင် The Next CO3 ကိုကျွန်တော်ကညွှန်ပေးပြမှာပါဗျချင်းမိုင်ရဲ့ top developer sponsoring ကတာဝန်ယူဆောက်လုပ်ထားတဲ့ The Next CO3 Colo ကချင်းမိုင်ရဲ့ဒုတိယလည်ပတ်မှုအများဆုံးဖြစ်နေတဲ့ဒီမဲ့ area တွေမှာရှိနေပါတယ်ဒါကြောင့်မလို့လဲ Freighter တော်တော်များများကအငှားနေကြတဲ့နေရာမလို့ investor တွေအနေနဲ့ဒီ project ကစိတ်ချလက်ချ investment လုပ်လို့ရပါတယ်ဗျသူ့ရဲ့ price က 2.5 million ဝန်းကျင်လောက်ကစမှာဖြစ်ပြီးတော့သူက2026 6လပိုင်းဝန်းကျင်လောက်မှာပြီးမှဖြစ်ပါတယ်။ resort type ပုံစံမျိုးဖြစ်ပြီးတော့အလွှာအနေနဲ့ဆိုရင်၄လွှာပေါင်းဝင်မှာပါ။ဒီခန်းလေးက 1 plus 38 square meter 3.2 million ဝန်းကျင်ကနေစမှာဖြစ်ပါတယ်ဗျ။ကျွန်တော်မိတ်ဆွေတွေအခန်းကြီးဝင်ဝင်နေနဲ့ extra value လိုချင်တယ်ဆိုရင်တော့ဒီခန်းလေးကတင်တာပဲလို့ကျွန်တော်မြင်တယ်။ကျွန်တော်လည်းလိုက်ပြီးတော့အခန်းလေးကြည့်လိုက်အောင်ဗျ။အခုဝင်ချင်းမှာဆိုရင် living room လေးရှိမယ်။ပြီးတော့ကျွန်တော်တို့မြင်ရတာကတော့ဒီ 1 bedroom ဖြစ်တယ်ဗျ။ပြီးရင် 2 bedroom ရှိတယ်။ခိုင်းအားသာကြတော့ kitchen separate ဖြစ်တယ်ဗျ kitchen separate ဖြစ်တဲ့အတွက်အနံ့တွေပါနေမှာမစိုးရိမ်ရဘူးဒီဟာလေးကတော့ 1 bedroom 27 square meter 2.3 million ဝန်းကျင်ကနေစမှာဖြစ်ပါတယ်ဗျဝင်ချင်းမှာ kitchen လေးလုပ်ပေးထားတာကိုတွေ့ရမယ်အနံ့သက်တွေမဝင်အောင်လို့ဒီမှာ slide door လေးနဲ့လည်းကျွန်တော်တို့ဟိုဖြစ်လို့ရတယ်ပြီးရင်ဒီရေချိုးခန်းအိမ်သာပြီးတော့ရင်တော့ကျွန်တော်တို့သူ့ရဲ့ bedroom ဖြစ်တယ်ဗျကျွန်တော်ကတော့ 1 bedroom ကိုပို့ပြီးတော့ကြိုက်တယ်လို့မြင်တယ်ဘာလို့လဲဆိုတော့ master room ကိုခံစားလို့ဖြစ်တယ်ကျွန်တော်ပြတာရေချိုးခန်းအိမ်သာဒီဘက်ကလည်းဝင်လို့ရလို့ဒီအရှိဘက်ကလည်းဝင်လို့ရတယ်ဒီခန်းလေးကတော့ကျွန်တော်အကြိုက်ဆုံးခန်းလေးလို့ပြောလို့ရတယ်ဗျစိတ်ဝင်စားရင်ဒီ contact လေးတွေကနေတစ်ဆင့်ဆက်သွယ်စုံစမ်းမိပြနိုင်ပါတယ်ဗျ